ဒီနေ့ညကတော့ဟော်လဝင်းညလေးပါအဲ့ဒါကြောင့်ရက်ွက်ထဲမှာကလေးတွေပြေးလွှားဆော့ကစားနေကြပါတယ်လိုက်ဖမ်းလေလိုက်ဖမ်းငေါ့မီလို့လားရွှေပြုံသီးကောင်းကြီးတွေတက်ပြီးကစားနေတာကပြောစရာပါပဲဟဲဟိုကလေးတွေငါ့အိမ်ကိုလာတာထင်တယ်အောက်ဆင်းကြည့်မှရမယ်အမကြီးရေကျွန်တော်တို့ပုံစံလဲနေမလားဗျလှတယ်အရန်တွေမိုက်နေပြီကွာမြို့တွေကနေရတော်တော်များများကိုလည်းဟော်လဝင်းရွှေပြုံသီးကောင်းတွေနဲ့အလှဆန်ထားတာပါဟော်လဝင်းပွဲတော့ဖြစ်နေတာမလို့ဈေးထဲမှာဆိုရင်လူတွေအများကြီးနဲ့စီကားနေရပါတက်ကတော့ကလေးတွေကိုအလန်းစားကကွက်တွေနဲ့ကပြနေရပါ။အိုးဒီကိုကြီးကတာမိုက်တယ်ဟေးမိုက်တယ်ကထားကွာကထားကလေးတွေရောလူကြီးတွေရောအလန်းစားဝတ်စုံဒီဇိုင်းတွေနဲ့ဖြစ်နေတာပါမော်ဝတ်စုံတွေရောနှက်စုံဝတ်စုံတွေရောရှုပ်နေရပါပဲဒီရအာတာပူစီယာစားလို့ကောင်းလိုက်တာချိုးနေရပဲဟာကလေးတွေအားလုံးပြောနေကြပြီပဲကောင်းတယ်ငါလည်းတစ်ခုဝယ်စားမယ်အာတာပူစီတစ်ခုလောက်ပေးပါမမရဘူးဒီမုံကကလေးအတွက်ပဲရောင်းပေးတာပါဟာဟုတ်လားဗျဒါဆိုကျွန်တော်မစားရတော့ဘူးပေါ့ဟိုးကလေးတွေကတော့အာတာပူစီမုံတွေကိုတစ်ခုပြီးတစ်ခုအငန်းမရစားတောက်နေကြပါတယ်ပြောရရင်ပုံမှန်အာတာပူစီမုံတွေထက်ဒီမိမကြီးရောင်းနေတဲ့မုံတွေကပိုကောင်းနေပါတယ်ဒက်လည်းတော်တော်အံ့ဩနေရပေါ့ကလေးတွေကဘာလို့ဒီမုံပဲစက်တိုက်စားနေရလဲတစ်ခုတော့မဟုတ်တော့ဘူးကွာအဲ့လိုနဲ့မှန်တစ်ချက်ကိုသတိထားမိသွားပါတယ်ဟာဟိုမန်ထဲမှာဒီမိမကြီးကိုဘာလို့မမြင်ရလဲဒီမိမကြီးကမှန်ထဲမှာမပေါ်ဘူးဟာဒက်လည်းထူဆန်းသွားပြီးမိမကြီးကိုတေချာကြည့်လိုက်ပါတယ်မိမကြီးကလည်းဒက်ကသူ့ကိုကြည့်နေပြီးဆိုတာကိုသိသွားပါတယ်မကြပါဘူးထွက်ပြေးပါလေရောဟေးရဆန်အဲ့ဒီမှာရှက်လိုက်ဒါပေမဲ့မိမကြီးကပြောစကားနားမထောင်မဲဆက်တိုက်ထွက်ပြေးနေတာပါကလေးတွေကတော့ဘာမှမသိပါဘူးကားလို့ကောင်းစားလို့ကောင်းနေကြတော့မှဒက်ကအပြေးသက်နာမလို့မိမကြီးကိုမှီဖို့နည်းနည်းပဲလိုပါတော့တယ်ဒါပေမဲ့လည်းအဲ့ဒီမိမကြီးကတာမန်မိမကြီးမဟုတ်တာမလို့တပြက်စီကြီးကိုထုတ်ပြီးပြန်သွားပါတော့တယ်အမှန်တော့အဲ့ဒါကလူမဟုတ်ပဲစုံးမကြီးတယောက်ဖြစ်နေတာပါစုံးမကြီးကစုံးမကြီးလို့ရှိပြီးလေပေါ်မှာပြန်ဝဲနေတာပါဟေးတောက်ယူစုံမမင်းကကလေးတွေကိုဘာတွေကျွေးလိုက်တာလဲရက်ဆန်ရက်လို့ပြောနေတယ်စုံးမကလေပေါ်ပြန်သွားတာမလို့ဒက်လည်းလိုက်မမီတော့ပါဘူးမောလိုက်တာကွာဒါပေမဲ့တီစုံမကိုမိအောင်ဖမ်းမရမယ်စုံးမကလေပေါ်မှာတပြက်စီးပြန်ကြီးကိုစီးပြီးပြေးတယ်ဒက်ကတော့စိုက်ကအလန်းစားကြီးနဲ့စုံးမနောက်ကိုပြေးလိုက်လာပါတယ်မင်းမလွတ်ပါကွာငါလက်ထဲနေဘယ်သူမှမလွတ်ဘူးကွာဒီနောက်စုံမကြီးကကူကြီးတစ်ခုတည်းကိုဝင်သွားတာမြင်လိုက်ရပါတယ်ဒုက္ခပဲအဲ့ဒီကူထဲမှာဘာလို့ရှိလဲမသိဘူးမတက်နိုင်ကွာလိုက်ရမှာပဲတောက်လေစိုက်ကမီးဖွင့်လိုက်ပြီးမှောင်မိုက်မှု